ဒါကကျွန်တော်အသုံးပြုနေတဲ့ broker account တွေကတစ်ခုဖြစ်တယ်။လပိုင်းအတွင်းမှာဒေါ်လာ1000ကျော်အမြင့်ရနေတယ်။ကျွန်တော်ဒီ screenshot ကိုချပြတာဒီကျွန်တော်ပြောခဲ့တဲ့အရာတွေကစကားကြီးပဲမဟုတ်ဘူးဆိုတာသက်သေပြတာဖြစ်တယ်။လူတော်တော်များများက stock investment ဆိုတာမြန်မာနိုင်ငံသားတစ်ယောက်အတွက်တကယ်အလုပ်ဖြစ်ရဲ့လားဆိုပြီးတော့တန်တရားရှိနေကြတယ်။နောက်ပြီး stock market က risk များတယ်စသဖြင့်မြန်ကောက်ချက်ချတတ်ကြပါလေ။တကယ်က stock market က risk များတာမဟုတ်ဘဲနဲ့ knowledge မရှိဘဲဝင်တာကြောင့်သာ risk များတာပါ။ investment ဆိုတဲ့အရာကတညာတဲ့နဲ့ချမ်းသာသွားမယ့်အရာမဟုတ်ဘူး။စေပေါပေါလေ့လာဖို့လိုတယ် risk management ဖြစ်နိုင်တဲ့အန္တရာယ်တွေကိုကြိုသိဖို့လိုတယ်ကာကွယ်တတ်ဖို့လိုတယ်စိတ်ရှည်ဖို့လည်းလိုတယ်မှန်ကန်တဲ့ knowledge နဲ့စနစ်တကျသွားနိုင်ရင်ငွေကိုကိုယ့်အတွက်ပြန်အလုပ်လုပ်ခိုင်းလို့ရတယ်ဆိုတာကျွန်တော်ကိုယ်တိုင်သိရှိခဲ့ပါပြီကျွန်တော်အမြဲပြောတယ် stock investment ဆိုတာကန်ဆန်းတဲ့နေရာမဟုတ်ဘူး why invest ဆိုတဲ့ဉာဏ်နဲ့ရှင်ပြီးတော့မှလုပ်ရတဲ့အရာပါအခုကျွန်တော်ရဲ့ portfolio တွေကလည်း AMD, Nvidia, Q3 လုံး S&P 500 ETF လို့ US top companies တွေ ETF တွေ healthcare, cloud computing, semiconductor, energy စတဲ့ industry ပေါင်းစုံကိုခွဲပြီးတော့မှရင်းနှီးမြှုပ်နှံထားတာဖြစ်တယ်။ဒါက risk နည်းစေဖို့ကျွန်တော် strategy အတိုင်း diversify လုပ်ထားတာပါ။ငွေကိုဘဏ်ထဲမှာပဲထားရင် inflation ကတဖြည်းဖြည်းစသွားမယ်။ဒါပေမဲ့နာမည်ရှိပြီးသား strong businesses တွေထဲမှာရင်းနှီးမြှုပ်နှံထားရင်ကိုကငွေအတွက်မပူမပင်ရတဲ့ဘဝကိုဖြည်းဖြည်းပိုင်ဆိုင်လာမယ်။ Warren Buffett ပြောသလိုကိုအိတ်နေတဲ့အချိန်မှာငွေမဝင်ရင်တေတဲ့အထိအလုတ်လုတ်သွားရမယ်ဆိုတဲ့စကားအတိုင်းအခုခေတ်မှာအလုပ်တစ်ခုတည်းကိုပဲအားကိုးပြီး financial freedom ရဖို့ကခက်လာပြီ။ဒါကြောင့်ကျွန်တော် stock investment ကို life skill တစ်ခုလို့မြင်တယ်။ကိုယ့်ရဲ့ဘဝတစ်လျှောက်လုံးငွေချစ်အတွက်ပူပန်စရာမလိုပဲအသုံးချလို့ရမယ့်ပညာရက်တစ်ခုလို့မြင်တယ်။အဲဒါကြောင့်လဲကျွန်တော်ကိုယ်တိုင်လည်း stock တွေကြောင့်နိုင်ငံခြားကသင်တန်းတွေကိုအချိန်တွေငွေတွေအကုန်ကြခံပြီးတက်ခဲ့တယ်။ကျွန်တော်ကိုယ်တိုင် stock ထဲမှာရင်းနှီးမြှုပ်နှံကြည့်ပြီးမှအကျိုးရှိမှန်သိလို့ငွေချစ်လွတ်မြောက်မှုကိုဖန်တီးနိုင်မှန်သိလို့ဒီပညာရက်တွေကိုကျွန်တော်ရဲ့လုပ်ငန်းရှင်မိတ်ဆွေတွေကျွန်တော်လူငယ်တွေကိုပြန်မျှဝေတာဖြစ်ပါတယ်။အခုဆိုရင် stock investment နဲ့ပတ်သက်ပြီးတော့မှသင်တန်းသားပေါင်း1500ဝေမျှပြီးသွားပါပြီ။ကျွန်တော်သင်တန်းသားတွေဟာငွေချစ်လွတ်မြောက်မှုရဖို့အတွက်လမ်းကြောင်းပေါ်ကိုရောက်နေကြပါပြီ။ကျွန်တော်ရဲ့ goal ကမြင်မြင်ချမ်းသာဖို့မဟုတ်ပါဘူး။ knowledge ရှိနဲ့ရည်ရှိချမ်းသာမှုကိုတည်ဆောက်ဖို့ပါ။လာမယ့်ဂျွန်နာမှာ stock ရဲ့အခြေခံအကြောင်းတွေကစလို့ကိုယ်ပိုင်အကောင့်ဖွင့်ပြီး stock ထဲမှာအန္တရာယ်ကင်းနဲ့ရင်းနှီးမြှုပ်နှံနိုင်တဲ့အထိသင်ပေးမဲ့ stock investment mastery batch သင်တန်းရှိပါတယ်။ဒီသင်တန်းပြီးရင် stock ရဲ့အလုပ်လုပ်ပုံနဲ့ stock ကဘယ်လိုတွေအမြတ်ငွေဝေပေးတယ်လဲဘယ်လို risk တွေရှိလဲ risk တွေကိုဘယ်လိုကာကွယ်ရမလဲ stock ကောင်းတစ်ခုကိုဘာတွေကြည့်ပြီးတော့မှရွေးချယ်ရမလဲဆိုတာတွေအပြင်မြန်မာနိုင်ငံသားတယောက်အနေနဲ့ stock မှာရင်းနှီးမြှုပ်နှံဖို့ broker account ဘယ်လိုဖွင့်ရမလဲဘာတွေလိုအပ်ချက်တွေရှိလဲငွေသိမ်းငွေထုတ်ဘယ်လိုလုပ်ရမလဲဆိုတဲ့အရာတွေပါရှိသွားမှာဖြစ်ပါတယ် stock investment mastery batch 3ကိုသင်တန်းသားဥယျာဉ်300သာလက်ခံမှာဖြစ်ပြီးတော့လက်ရှိ140ကျော်အနှံထားပြီးဖြစ်ပါတယ်ဒီနေ့ကနေ4ရက်အတွင်းအထူးဈေးနဲ့အတိုင်းမှာဖြစ်လို့သင်တန်းအကြောင်းသိစေသိကျင်ဆိုရင်တော့အမှတ်မှာပဲဖြစ်စေ CB မှာပဲဖြစ်စေ SIM လို့ပို့ပေးပါကျေးဇူးများတင်ပါတယ်ကျွန်တော်ကိုညံလင်းအောင်ပါ